Canon G3010 ဒါလေးကကျွန်တော်ဟိုဟာတစ်တဝါတင်လို့ဆိုပြီးတော့အုပ်ဖို့ကထုံထုံတပါပို့လိုက်တာပေါ့သူ့ရဲ့ error က P10 ပေါ့နော်ဒီမှာတော့ P10 တွေ့ရတယ်ဗျဒီမှာတော့ P10 ပေါ့ P10 ဆိုတာက lighting အနေနဲ့ရေးမယ်ဆိုလို့ရှိရင်လည်းဒီကောင်က10ချက်ဖြစ်လိမ့်မယ်1 2 3 4 5 6 9 10 ရက်ပြီးရင်ပြန်စမယ်ပေါ့နော်ဒီမှာ error code ကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ထုံးစံတိုင်း control button နဲ့ device and printer ကိုသွားမယ် device and printer မှာသူ့ရဲ့ model number ရှာ right click ထောက် printing preference နဲ့ကိုသွားမယ်ပြီးရင်ဒီနေရာမှာကျွန်တော်က maintain နဲ့ကိုသွားမယ်ပေါ့နော်အဲ့မှာအောက်မှာ view printer status ရှိတယ် view printer status မှာဆိုရင်သူ့ရဲ့ error က an error of coded ပေါ့နော်သူ့ရဲ့ error ဖြစ်နေပါတယ်ပြရနော်ဒီ P10 လေးရတယ်ဒါပေမဲ့ print ထုတ်နေတဲ့အချိန်မှာဒီကောင်လေးဒီ B204 ပေါ့ B204 error ပြရတယ်ပေါ့ပုံမှန် B204 error ဆိုရင် cartridge တွေဒီတက်မသိတာပေါ့နော် cartridge ဆိုတာကဒီ printer ထဲမှာပါတဲ့ကောင်လေးတွေပြsorry ဒီ printer ထဲမှာပါတဲ့ကောင်လေးတွေဒီ cartridge ဒီတက်မသိတာပေါ့အဲ့ဒီတက်မသိတာ error ဖြစ်တယ်ပေါ့လက်ရှိဒီ printer အနေနဲ့ကကျွန်တော်ကတ်ထရစ်ရလို့တော့ကျွန်တော်လဲဆန်းကြည့်လိုက်တယ်ပေါ့နော်လဲဆန်းကြည့်လဲကတ်ထရစ်ကအဲ့ error ပြတယ်ဗျဒီကောင် copy ဆွဲရင်ဆွဲလို့ရတယ် print ထုတ်လို့ရှိရင် error ဖြစ်တယ်ကတ်ထရစ်ဆိုတာဒီကောင်လေးပေါ့ဒီကတ်ထရစ်လေးလဲရဒီနေရာမှာမတန့်တာလို့ဒီနေရာမှာမတန့်တာလို့ဒီကောင်လေးခဲပြတ်နဲ့တိုက်တော့လကောင်အဝတ်အတန့်နဲ့တုတ်တော့လကောင်အထက်ကပင်လေးတွေဒီအထက်ကဒီပင်လေးတွေပေါ့ဒီပင်လေးတွေကြီးပင်လေးတွေရှိတယ်ဗျဒီပင်လေးတွေတုပ်ပြီးတော့လဲတန်ရှင်းလုပ်ပြီးပြန်တက်ပြီးတော့ error ပြောက်မပြောက်လို့စစ်တဲ့နီးပေါ့နော်အဲ့ဒါလေးလည်းရှိတယ်ကတ်ထရစ်အစ်စ်လဲပြီးရင်လည်းပြန်သုံးလို့ဟို error ပြောက်သွားတဲ့ဟာတွေလည်းရှိတယ်ပေါ့အဲ့ဒါကတော့ကတ်ထရစ်ကမတန့်လို့ရှိရင်ဖြစ်တတ်တဲ့ error ဒါပေမဲ့ B204 ကြတော့ဒီကောင်ရဲ့ error ကိုကျွန်တော်က motherboard လို့ဒီ logic cap ပေါ့နော် cap ပေါ်က motherboard ပေါ့နော် motherboard ပေါ်မှာရှိတဲ့ components လေးတွေက error ဖြစ်တယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်အဲ့ဘိုင်းလေးစစ်မယ်တကယ်လို့တခြား P08 တို့ဘာလို့ပြရင်တော့ဒီထဲမှာစေးမရှိတဲ့အပိုင်းလေးတွေမှာဆိုလဲ P08 တို့ဘာလို့ပြရတယ်ဗျအဲ့ဒါဆိုလို့ရှိရင်တော့ Epson မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က Epson မှာဆိုလို့ရှိရင်ကျွန်တော် power cleaning ရိုက်တဲ့အဆင့်လေးလောက်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြတော့ LED ပါတယ်ဒီလိုအပေါင်းခလုတ်လေးတွေပါတယ်ဆိုရင်တော့ဒီမှာ LED မှာဆိုလို့ရှိရင်ခလုတ်ကိုနေ sorry ကျွန်တော်ပေါက်ပြန်လိုက်မယ်နော်ခုနပေါက်ပိတ်ထားလို့ okay ဒီမှာသွားပြီးတော့ maintain သူ့ရဲ့ maintain တဲ့ထဲမှာသွားလုပ်မယ်ဆိုလို့ရှိရင်လည်းဘာလုပ်လို့ရလဲဆိုတော့ okay ဒီကောင်က driver ကဒီမှာ maintain တဲ့ preference ပေါ့နော် maintain တဲ့ and preference နဲ့မှာကျွန်တော်ဝင်လိုက်ပြီးတော့ဘာလုပ်မလဲဆိုတော့ in flash လုပ်လိုက်ပေါ့ in flash လုပ်လိုက်တယ်ဆိုလို့ရှိရင်လည်းဒီကောင်က save byte ထဲမှာ save ပြန်ပြေးလာလိမ့်မယ်ခဏလောက်တော့သူစောင့်အောင်ပါဗောလေ2မိနစ်3မိနစ်ပေါ့ဒီ byte ထဲမှာ save ပြန်ဖြည့်လိမ့်မယ်အခုဆိုရင်မြင်လားမသိဘူးဒီမှာဒီကောင် error မတက်ဘူးဒါပေမဲ့မိတ်တူဆိုရင်ဆွဲလို့ရတယ်ဒီပေါ်မှာမှန်ပေါ်မှာတင်ပြီးမိတ်တူတစ်ခုဆွဲမယ်ဆိုရင်ဆွဲလို့ရတယ်ဗျ print ထုတ်တယ်ဆိုရင် error တက်တယ် error 556ရက်ဆိုရင် error တက်လာပြီပေါ့နော်အဲ့ဒါပုံပိုင်းဆိုင်ရာလေးကိုကျွန်တော်သွားပေးမယ်ပုံပိုင်းဆိုင်ရာလေးသွားပေးမယ်ဆိုတော့ကျွန်တော်ခဏနေဘုတ်ဖြုတ်ပြီးရင်ဘုတ်ပေါ်မှာဘယ် error ဖြစ်လဲပေါ့နော်ကျွန်တော်မီတာနဲ့တိုင်းပြီးတော့ဘာဖြစ်တယ်ဆိုတာဗီဒီယိုအဆက်ကလေးကျွန်တော်ဒီဟာနောက်ကနေတင်ပေးမယ်နော်